Hey မလင်းလောက်တာလားတိုက်ဖြူလာတော့မသိဘူးဒါပေမဲ့ကြောက်စရာကြီးပေါင်နာပုံမယ်ဒါဆိုရင်အသက်ရှူဖို့တောင်မေ့သွားတယ်ပြရတဲ့စောက်ပြတ်သတ်နေရပဲမလေးသေးပါပြီတော့အော်မျက်တောင်တူအာချီးပဲအုံနောက်ကလည်း Hey guys ဒီနေ့ကျွန်တော်တို့ makeup tutorial လေးလုပ်အောင်ဒီနေ့လုပ်မယ့် makeup ကကြတော့အပြာရောင် blue ethereal sky blue sapphire makeup လေးလုပ်အောင်ဖြစ်ပါတယ်အဲ့တော့ video လေးကိုစောင့်ကြည့်ကြည့်တော့ရပါတော့ကျွန်တော်ဒီနေ့ပြင်မယ့် makeup လေးကဒါလေးဖြစ်ပါတယ် cut တော့ cut မှာကျွန်တော်ဖင်ရကြည့်မလို့အဲ့တော့ကျွန်တော်ဖင်ရတာလေးကိုကြည့်ပေးပါနော်ကဲအဲ့တော့စလိုက်ကြအောင် base makeup အနေနဲ့ကျွန်တော် Novo foundation နဲ့စလိုက်မယ်ဒီထက်ထပ်ဖြူရင်လည်းဖုတ်ကောင်ဖြစ်သွားမှာပြင် puff လေးနဲ့ပုတ်လိုက်မယ် new အော်မိုက်ဖွင့်တာတော့ပါသေးရဲ့အော်ဒါနဲ့ကျွန်တော်အခုလုပ်နေ makeup look ကလေMio Rhythm အားလုံးသိကြမယ်ထင်တာပါပဲသူနဲ့အတူတူ collab လုပ်ထားတဲ့ video အတွက်လိမ့်နေရပါတော့ooh ကျွန်တော်အပြောင် makeup လုပ်မှာတွားကြဘန်းအောင် makeup လုပ်မှာလေဘင်းလေးပါပုတ်လိုက်မယ်ပြီးရင်ကျွန်တော် contour highlight လုပ်မယ် video လေးတော့ပေါမတော့ဒါပေမဲ့ခုနကငလင်းလုပ်တော့သိတော့သေးသေးလေးဒါပေမဲ့သေးသေးလေးလည်းကြောက်နေအောင်အခုလောလောဆယ်ဟင်ဒီလိုပြရမယ်ဆိုကျွန်တော်လမ်းမပေါ်ဒီတိုင်းကြီးပြရမှာကဲအခု contour Hey မလင်းလောက်တာလားတိုက်ဖြူလာတော့မသိဘူးဒါပေမဲ့ကြောက်စရာကြီးစိတ်ညစ်စရာကောင်းလိုက်တာပေါင်နာပုံမယ်မလီကဲဟို shading လုပ်ဖို့ flower nose palette လေးသုံးမယ်နှာခေါင်းရလုပ်လိုက်မယ်ပြီးဆိုရင်ညခုံးမွေးပပလေးဆွဲလိုက်မယ်ကဲအခုဒီ eye makeup လေးစလုပ်အောင်ဟူးဘယ်ကနေဘယ်လိုစလုပ်ရမလဲတော့မသိဘူးရဲ့ကျွန်တော်ဒီ video ရိုက်ဖို့အတွက် pan ကိုဝယ်ထားတာဒါအစ်စ်တွေအရန်စီကြီးอ่ะဘယ်လောက်ပါလဲတပွင့်9000လားမသိပေးရတယ်အမလေးကဲဟို eye makeup စမယ်ပြင်ဖြစ်လိုက်မယ်မကြောက် brush အသက်ပြောင်းလိုက်ပြီဒါနည်းနည်းပူသေးရယ်စုံဒါပေမဲ့ခက်တာဟိုကဒီဘက်တူအောင်ဆွဲရမှာတူရထနာပဲ Move, bitch. ဒါဆိုရင်အသက်ရှူဖို့တောင်မေ့သွားတယ်ချီပဲညီတယ်မညီဘူးနှလုံးကပြီးရင်အပေါ်မှာခြေတဝင်းရှေ့အားလေးထည့်လိုက်မယ်အခုကျွန်တော်လိပ်ပြအထည်တွေကအကက်လေးတွေမထည့်ခင်ကျွန်တော်ဟိုဟာ eyeshadow နဲ့အရင်အပြာရောင်လေးထည့်လိုက်အောင်မယ်ကျွန်တော်ဒီ Wake Make palette ဒီအဖြူ eyeshadow လေးသုံးလိုက်မယ်ဒီဘက်တွေလည်းအဖြူလေးတွေဖြည့်လိုက်မယ်တော်သေးရဲ့ကျွန်တော် eyeliner ဆွဲဖို့မိတော့မလို့ eyeliner လေးတိတိလေးဘေးလေးမှာထည့်လိုက်မယ်ဟောဒါအညူရောင်ကြီးတွေ့မှာ eyeliner မဲအောင်လိပ်ပြအပြာလုံးမှာဆိုကျွန်တော်ဒီ eyeshadow အပြာလေးတွေသုံးပြီးတော့ဒီအရောင်လေးတွေဖြည့်လိုက်မယ်တဝက်လောက်ထိဖြည့်လိုက်မယ်ပြအောင်အော်ကျွန်တော်ဒီ collab ကိုဘယ်လိုစဖြစ်လာလဲတော့မပြောရသေးဘူးဟိုဟာကျွန်တော်ရောမီယိုရောမြက်ကပ်မန်လက်ဆောင်ရတာလေဒါပေမဲ့ရတဲ့မြက်ကပ်မန်အစုံကတပုံစံနဲ့ပဲအရောင်ပဲကွာသွားကျွန်တော်ကအပြာသူကပန်းရောင်လေဟဲ့ပေါ့အရင်တိုက်ဆိုင်လိုက်တာပေါ့ဆိုပြီးတော့ကျွန်တော်တို့အဲ့အကြောင်းပြောရနေmake up လေးအတူတူလုပ်အောင်ဆိုပြီးတော့ဖြစ်သွားကဲလို့ဆိုရည်ထင်တာပါပဲI love it. That's so pretty. Coffee တောက်တာမှားပြီကျွန်တော်လက်တွေစတုံးလိုက် Baby. That's so cute. မနေ့ကကျွန်တော်ရှောက်ဆွဲနေရတယ်သိလားလိပ်ပြတောင်းမနဲ့တူရလားလက်တွေကတော်တော်ကိုတုံးနေဆင်းညလိုက်တော့အမျိုးဆိုပါမနော်ပြရရောက်လို့သွားယူရမယ်ကျောင်းပြရတဲ့ရန်ကုန်ကနေမန်းလေးကိုပို့တဲ့ပစ္စည်းတိုင်းလေ delivery ကစောက်ရမ်းညံ့တော့လေစောက်ပြတ်သတ်နေရပဲဒီမဲ့ဒါလဲဒီနေ့ရတဲ့ဟာပဲဒီမဲ့ကြည့်အောင်နိုင်ငံခြားတကူးတကစေတနာနဲ့လက်ဆောင်ပို့လိုက်တာအဲ့ဒါဒီမြန်မာနိုင်ငံရောက်ပြီးရန်ကုန်ကနေမန်းလေးအကူလေးကြားထဲမှာကိုဒီမဲ့ဒီလိုစောက်ပြတ်တတ်သွားAnyways ကဲခုကျွန်တော် glitter ထည့်မယ် glitter ပိုကတ်အောင်ကျွန်တော်မျက်နှာကို setting spray လေးဖြန်းလိုက်မယ်အဲ့တိုင်း glitter ပိုကတ်မယ်ထင်တယ်စမ်းကြည့်အောင်မလေးသေးပါပြီတော့ setting spray မှာ6ခင် glitter တူလိုက်မယ်အော်
ကျွန်တော်မျက်ခုံးပေါ်လဲ glitter ထည့်လိုက်မယ်ဒီ glitter လာဒါပေမဲ့တိတ်မပေါ်နေကျွန်တော်နောက် glitter ပြောင်းသုံးလိုက်မယ်ဒီကောင်လေးသုံးလိုက်မယ်ဦးအော်နှခမ်းနေကြံသေးရဲ့ဟိုကျွန်တော်တို့ဒီ charm လေးတွေ pan တူလေးတွေမျက်နှာမှာရှောက်ခဲ့အော်မျက်တောင်တူချီးပဲအုံနောက်ကလည်းဟွာမျက်တောင်တူတော့ကျွန်တော် individual lash တွေကျွန်တော်စီမှာအများကြီးတော့ရှိရဒါပေမဲ့ဒီ design လေးတော်တော်လေးကြိုက်လို့ကျွန်တော်ကက်ကြီးနဲ့ညှပ်ပြီးဒါကိုပဲကတ်လိုက်မယ်ဒီအကောင်လုံးနှစ်ခုစီကျွန်တော်ညှပ်ပြီးတော့အဲ့ဒါလေးပဲကတ်လိုက်တော့မယ်ကျွန်တော်စီမှာ bottom eyelash ကို individual ရှိရမေးညာဒါလေးတက်လိုက်မယ်အခုကျွန်တော်ဒီအသေးပုံတွေကိုဒီကြောက်သေးသေးလေးထူတက်လိုက်မလို့ပလဲလေးလည်းဝယ်ခဲ့ရဒါလေးလည်းကတ်ကြည့်လိုက်မယ်ပန်းကကြာကျွန်တော်2အောင်ဝယ်ခဲ့ရအပြာအရင်လေးရဲ့အနုလေးရဲ့ကျွန်တော်အနုကိုမျက်နှာမှာကတ်ပြီးတော့ဒီအရင်ကိုလက်နဲ့ကင်လိုက်တော့မယ်2မျိုးတော့ပန်းတွေကတ်ကြည့်နေညှက်ရတာတပွင့်ရည်စပင်းနဲ့ဝက်စားရင်လေးလိုက်မယ်ကဲစပင်းတပ်ပြီးဝက်စားလေးပြီးအဲ့တော့ကျွန်တော်လက်သိန်းနေဆိုမယ်မိကနဲ့ပဲဆိုမယ်ဆုံးတော့အရောင်ကြိုက်တယ်ပြီးရင်ကျွန်တော်လက်မှာပါပန်းလေးနည်းနည်းကတ်လိုက်ချင်တော့လာရောကဲခုကျွန်တော်မျက်ကမှတ်တက်မယ်ဘယ်လိုတော့အမှန်တမ်းပြန်ကျွန်တော်ဘာမှတော့တိတ်တော့မမြင်ရအောင်အဲ့တော့ဟို comment ထဲမှာပြောကြလေကျွန်တော်ဘယ်လိုပုံလဲဆိုတာကဲဒါတော့ကျွန်တော် Mio Rhythm နဲ့ collab လုပ်မဲ့အပြာနဲ့ပန်းရောင် themed floral fairy ethereal type makeup look လေးပေါ့နော်အဲ့တော့ tutorial video လေးရတာပဲကျေးဇူးအများကြီးတင်ပါတယ် like comment နဲ့ follow လုပ်ပေးပါ bye